ကောင်းတက်ပါမဲ့အားပြီးပုတ်သွားတာငါပြောတယ်ရင်လေးကလေးကြီးအောက်ချွေးချပလိုက်ကောင်းစားရတာပေါ့ဟုတ်တယ်နော်မဲ့ပါမင်းငါပြောတယ်နှလုံးတော့မနှမျိုးတာဟိုအားလို့ဖြစ်တေချာကြည့်ပါကြည့်ရနဲ့မင်းမကြည့်ဘူးဥလာသိန်းတရားတဲ့လို့လေတကြီးရဟဲ့အောင်နေလေပေါ်ကုံလုံးရေနံကြီးတုံမယ်လေပေါ်ကုံတုံမယ်ဆိုတော့ခိုင်းတဲ့လူကလည်းဘာချမ်းလို့မပြောဘူးကုံတုံမယ်ဆိုလေလုံသားနှစ်ယောက်ကလည်းကုံတုံတာလေပေါ်ရှိတဲ့စားခွက်တွေပကံတွေကကုံတုံတာတဲ့ထမင်းစားမရလေတကြီးမေကြီးပဲရေနံကြီးတုံခဲ့တယ်အုံးကိုဘယ်ပိန်းနဲ့မရဘယ်လုံးကြည့်ပါလို့ငါဂါဂနာနာမပြောတော့မင်းကလည်းဂါဂနာနာမသိအဲ့လိုဖြစ်မလိုဘူးဟာမင်းပုတ်သွားကွာမင်းမဲ့တွေကောင်းတာမင်းအာဟယောဩကုန်ပြီဝက်စင်းနေနေတူတယ်အနောက်ဘက်ဟိုကျန်းတင်လေးလောက်ပြီးပြန်ကြခုသွားလိုက်တော့လေနော်အိုင်မဲကြီးဦးလိုက်တဲ့နေဗျာဦးရှမ်းကြီးကတော့အဲ့တဲ့ဗျာစိန်လေးကိုကြာနေပူတော့ငါရေတင်လိုက်မကွာရေတော့အေးစိတ်နာပဲဗျာနော်ဒီတောင်းတာပဲကြောင်မတော့ရထဲအောင်မလားပါလားအေးငါပေါ်တင်လိုက်တော့မယ်ငါပြောကိုင်းနေကိုမင်းငါတိုက်လို့ပြီးမွေးနေငါပေါက်စားတယ်ဒီငါပြောကိုင်းကတောက်ကိုသေချာပြန်ထောက်မှရမှာလဲတော့ရင်သူတို့တိုက်လေးပြတ်သွားလိုက်မယ်နော်နေပူပါဆိုတော့ချက်တွေတွန်းငါရဦးစင်းလေးတစ်ပါးရာတော်ဘက်ကနေမန်းလေးစတင်လိုက်မှနေနေပြီးတော့ပြန်နေလမ်းမှာတပြက်သီးလေးတွေဝယ်လာဘာကြီးမို့ကြွလာရှာဦးစင်းကအေးတယ်ဇာတိယရာတော်ဘက်ကဆိုတော့အုံကျော်မှနေမန်းလေးမြို့တဲ့စတင်လိုက်မှာတော့စတင်တက်ကြတာပေါ့ဗျာဝါဝင်ငံနီးပြီဆိုရင်ကြွလာလို့မရတော့ဘူးကြောင်းတက်ပြီဆိုလည်းကြွလာလို့မရတော့အဲဒီနေ့တော့မြောင်းမကြီးကနေဒီဘက်ဖြတ်ပြီးတော့မန်းလေးမြို့ထဲမှာသွားခင်ဘာကြီးမို့စီတက်လာတယ်ပြန်သွားရင်မိုးလေးအေးတော့ကြတာဒါလေးဦးသိန်းနေပြောတဲ့စကားတွေတရားတွေကိုလည်းနားတယ်ဗျာနော်တော်ထဲမှာခက်ရောက်လာဒါလေးကိုလည်းဟာလာညံလေးနှောပြီးတော့ဦးသိန်းလေးတွေပြောရွှင်အောင်လူမထွက်အောင်သာသနာပြောအောင်ပြောပြရတယ်ဗျဦးလက်သိန်းတရားလေးတစ်ပုဒ်တော့ပြောပြလိုက်သေးတယ်ဟိုးတော့ဗျာလို့ဘုန်းကြီးတစ်ပါးကသင်္ကန်းဝတ်တာကြာပြီပေါ့ဗျာနောက်ပိုင်းပတ်စံလေးတွေကရအစုမိဆောင်ပြီးတော့အားလည်းတော်တော်စုမိဆောင်မိပြီဒါဦးလက်သိန်းဟောထားတဲ့တရားတွေဗျာနော်ဒီကောင်မလေးငါယူမှဖြစ်မယ်သူ့ယူပြီးရင်တော့ငါဘာစီးပွားရေးတွေလုပ်မယ်နှစ်တည်းကြာရင်တော့သားသမီးရေမွေးမယ်လို့သူစဉ်းစားတကယ်လဲစဉ်းစားတဲ့အတိုင်းအဲ့ကောင်မလေးကိုယူလိုက်လင်္ဂလာလောင်းနေတော့ကောင်မလေးကမီးရကြိုးရောတယ်ကြိုးတော့သူကပြောတယ်ဟိုတော့ငါစဉ်းစားတဲ့ထဲဓာတ်တွေမပါပါဘူးကွာဦးလဲလို့ပြောဦးသိန်းလေးသဘောကျတယ်ငါစဉ်းစားတဲ့ထဲဓာတ်တွေမပါဘူးဖေဟာလို့မြဲအောင်တော့အားပေးရတာဦးသိန်းငယ်တယ်